အားလုံးပဲမင်္ဂလာပါ Finance English Language Class ကနေကြိုဆိုပါရစေကျွန်တော်တို့နိုဝင်ဘာလကုန်ပိုင်းမှာပြန်လည်ဖွင့်လှစ်တော့မယ်ကျွန်တော်ရဲ့အတန်းတစ်တင်နဲ့ကျွန်တော်မိတ်ဆက်ပေးပြရစေအဲ့တော့ကျွန်တော်ရဲ့နာမည်ကတော့ဆရာလောင်ဝင်းအိမ်ဖြစ်ပါတယ်ကျွန်တော်အတန်းတွေမှာရန်လန်နာ class နဲ့ Basic English Language Class ဆိုပြီးကျွန်တော်နှစ်မျိုးခွဲထားပါတယ်အဲ့တော့ရန်လန်နာ class ကိုဘယ်လိုအရွယ်ကနေစပြီးတော့လေ့လာသင်ယူနိုင်မလဲဘာတွေသင်ပေးသွားမှာလဲအချိန်တွေရောဘယ်ချိန်တွေမှာရှိမှာလဲနောက်တစ်ခု basic class မှာရောအချိန်တွေကဘယ်ချိန်တွေမှာရှိမှာလဲလူတွေသင်ကြားပေးမှာလဲအဲ့တော့ဘယ်လိုလူတွေတက်ရောက်တင်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့မှာရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရန်လန်နာ class မှာဆိုရင်အသက်9နှစ်တသားမိမိတွေကနေစပြီးတော့အသက်15နှစ်ထိကျွန်တော်တို့ level like အတန်းပေါင်းများစွာရှိပါတယ်အဲ့တော့မိမိအတန်းနဲ့တူအဆင်ပြေမဲ့အတန်းကိုရွေးချယ်ပြီးတော့တက်ရောက်နိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒါ basic class ပေါ့နော်အသက်15နှစ်ထက်ကျောင်းသားကျောင်းသူများရုံးသူရုံးသားများနိုင်ငံခြားသွားဖို့အင်္ဂလိပ်စာလိုအပ်နေတဲ့ညီကိုမောင်နှမများတက်ရောက်တဲ့အတန်းဖြစ်ပါတယ်အင်္ဂလိပ်စာဖို့စကီကိုအခြေဆက်မိမိသင်ကြားပေးနေတာဖြစ်တဲ့အပြင်ကျွန်တော်တို့ဒီစကီအားလုံးထဲမှာဒါအရေးကြီးဆုံးဖြစ်တဲ့ဒါ reading skill ကိုပါကျွန်တော်ထပ်ပြီးတော့အားဖြည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအင်္ဂလိပ်စာကိုအခြေခံရှိထားသူများအဲ့တော့အင်္ဂလိပ်လိုပြောချင်ပေမဲ့ပြောဖို့တကလုံးမရှိတဲ့သူများတကလုံးရှိပေမဲ့ဒါပြောမထွက်နိုင်ဖြစ်နေတဲ့သူများအတွက်ဒါတက်ရောက်တဲ့အတန်းတန်းဖြစ်ပါတယ်အခုမိမိအနေနဲ့ဒါနိုင်ငံခြားသွားတဲ့အခါမှာအင်္ဂလိပ်စာလိုရယ်အင်တာဗျူးတွေအောင်ဖို့အတွက်အင်္ဂလိပ်စာလိုရယ်အဲ့နောက်တစ်ခုဒီအင်္ဂလိပ်စာကိုဘယ်လိုနေရာတွေမှာသုံးချနေကြတာလဲဒါလူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးဒါအင်္ဂလိပ်စာဒီဘယ်နေရာဘယ်ကဏ္ဍမှာမဆိုအရေးကြီးနေတဲ့ကဏ္ဍကနေပါဝင်နေတာပေါ့အဲ့တော့ကျွန်တော်ဒီခေတ်မှာကအင်္ဂလိပ်စာရယ်ကွန်ပျူတာရယ် ICCI လို့အဲ့သုံးခုတည်းမှာတခုခုကိုကမကျွမ်းကျင်ထားဘူးဆိုရင်ကျွန်တော်ဒီခေတ်မှာကကျွန်တော်တို့ဒါအဆင်မပြေနိုင်ဘူးလို့ကျွန်တော်တို့ကောက်ချက်ချလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့သုံးခုတည်းကနေအနည်းဆုံးတစ်ခုကတော့ကျွန်တော်တက်ထားတင်တယ်ပေါ့ဒါအင်္ဂလိပ်စာကတော့ကျွန်တော်တို့ဒါစကားပြောတာလွယ်တယ်လို့တော့ဒါပေမဲ့ it is difficult to master ဖြစ်ဖို့တော့ကျွန်တော်တို့ခက်တယ်အဲ့တော့ master ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့တွေကအချိန်ကြီးယူရတယ်အဲ့တော့ခုနပြောကျွန်တော်တို့တွေကဒီသမင်းစားရောက်ပြောတတ်ဖို့ဆိုရင်တော့အနေဆုံး3-4လ6လောက်လိုက်တော့ကျွန်တော်တို့ရပါတယ်ဒါပေမဲ့ဒါကိုက master ထိသွားခြင်းနဲ့ကိုကအင်္ဂလိပ်စာနဲ့ပဲသွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့တွေကအမြဲတမ်းပဲမလုပ်ထားတဲ့ပညာကိုစီးပူးလေ့လာနေဖို့လိုတယ်အဲ့တော့ကျွန်တော်တို့တွေကအချိန်ယူရတယ်ပေါ့နော်ကျွန်တော်နိုဝင်ဘာလကုန်ပိုင်းမှာဖွင့်လှစ်မဲ့အတန်းတင်မှာညီကိုမောင်နှမများအားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်အင်္ဂလိပ်စာစိတ်ဝင်စားတဲ့ညီကိုမောင်နှမများအားလုံးပဲအားရောက် join ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်တင်တန်းကြီးကတော့ကျွန်တော်တို့တက်လာလိုက်ရင်ကျွန်တော်2000ကျပ်သတ်မှတ်ထားပါတယ်ကျွန်တော်စီကိုဒါဘယ်လိုဆက်သွယ်ရမလဲဆိုတော့ပေါ့နော်ကျွန်တော်ရဲ့ Facebook account ဖြစ်တဲ့ Lawon Finance ဒါ Facebook Messenger မှာလည်းတင်တန်းနဲ့ပတ်သက်ပြီးလာရောက်စုံစမ်းနိုင်ပါတယ်နောက်တစ်ခုကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 0993962794 ဆိုတဲ့ဖုန်းနံပါတ်ကိုလည်းဆက်သွယ်ပြီးတော့မြင်းများစုံစမ်းနိုင်ပါတယ်အဲ့တော့မိမိရဲ့အင်္ဂလိပ်စာပြဿနာကိုကျွန်တော်ရဲ့ Lawon Finance English Language Class နဲ့တူ YouTube ဖြေချကြည့်လိုက်ကြရအောင်များဒီကောင်မများအားလုံးကိုကျေးဇူးတင်ပါတယ်